မင်းရဲ့လာစားကမနှက်ဖြတ်မှာရပ်သွားနိုင်တယ်ဆိုတာကိုတတိပြုမိရဲ့လား Robert Mugabe ပြောခဲ့တယ်လို့ပေါ့လာစားရှိတော့ကတော့စက်သားစားနိုင်ပေမဲ့လာစားမရှိတော့ရင်စက်တီးမွေးငင်းထားပြီးဘာစားရမှန်းမသိဖြစ်သွားလိမ့်မယ်လာစားဆိုတာစားပစ်ဖို့မဟုတ်ဘူးစိုက်ပျိုးရမယ့်မျိုးစေ့ပဲပညာရှိယင်းနှိမ့်မြုံနာမှာဒါမင်းအိုမင်းသွားတဲ့အခါအေးအေးဆေးဆေးစားနိုင်မှာပါမင်းသာဝရနုပြိုနေမှာမဟုတ်ဘူးလို့အမြဲတမ်းလည်းအလုံးမလုံးနိုင်ဘူးဒါကြောင့်အသုံးအဖြုံးကို လျှော့ပြီးခုကလေးက plan B ကိုစတင်ပါ